ဒေါက်တာကြီးဒိုင်ရက်လည်းလုပ်တယ် exercise လုပ်နေတာတော့မှာပေါ့နော်ဘိုက်အစီခါးဘေးအစီမှာရှိနေတဲ့ဒီအစီတွေကမကြောက်ဘူးဖြစ်နေပြီပေါ့နော်အဲ့ဒါဆိုရင်ဘာလုပ်တင်လဲရှင်ဒီလိုဆိုရင်တော့ charity ရဲ့နောက်ဆုံးထွက်ထားတဲ့ band program ကအရင်တင်တော့ရယ်เนาะသူအားဆိုလို့ရှိရင်ခန္ဓာကိုယ်မှာခေါင်းမာနေတဲ့ step on fat တွေကိုလောင်ကျွမ်းအောင်လို့ premier slimming drip တွေပါထည့်ပေးထားတယ်အဲ့ဒါဆိုလို့ရှိရင်ခန္ဓာကိုယ်မှာမလိုတဲ့အစီအပေါ်တွေရောကျသွားမှာဖြစ်ပါတယ်အချိန်ရောအရမ်းမြူမလားရှင်ဒေါက်တာဟုတ်မယူပါဘူးเนาะခန္ဓာကိုယ်မှာရှိတဲ့အစီအပေါ်တွေကိုလောင်ကျွမ်းသွားအောင် premier slimming drip တစ်ခုကိုထည့်ပြီးတော့အပိုသွင်းပေးထားတာဖြစ်ပါတယ်တပတ်တစ်ကြိမ်ဖေးလာထိုးရုံနဲ့ပဲအခါတဲ့ဒီ slimming drip ပါထည့်ပေးလိုက်မှာမို့လို့အစားချိန်စိတ်လည်းညော့နေသွားမယ်ရှိနေတဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အစီအပေါ်တွေလည်းတခါလေးလောင်ကျွမ်းသွားအောင် slimming drip ကပြုလုပ်ပေးမှာပါအလိုများတဲ့သူတွေပါလုပ်လို့ရလားရှင်ဒေါက်တာဟုတ်ကဲ့လုပ်လို့ရပါတယ်တစ်ပတ်ကိုတစ်ကြိမ်ပဲကုသချိန်ကလည်းတစ်ချိန်ကိုမှနိုင်ဝက်ပဲပေးရဖြစ်တဲ့အတွက်တက်တောင့်တက်တာနဲ့အစီအပေါ်တွေကိုလောင်ကျွမ်းစေမှာပါနော်ဒါဆို computer ပြန်ရမယ်ပေါ့ဒါပေါ့ Cherry ရဲ့ band program ပြီးသွားတဲ့အချိန်မှာ6 week ဖြစ်သွားပါပြီအဲ့အချိန်မှာခန္ဓာကိုယ်မှာရှိတဲ့အစီအပေါ်တွေက10ပေါင်ကနေ15ပေါင်ထက်ကျနေပြီအဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယုံကြည်မှုပြန်ရရှိမှာဖြစ်ပါတယ်ရှင်ဒါဆို try ကြည့်လိုက်မယ်နော် Okay